လာမယ့်နိုဝင်ဘာ14ရက်နေ့မှာဇာရဲ့မွေးနေ့လေးရှိတယ်ပေါ့နော်။ Okay နိုဝင်ဘာ14ရက်အဲ့လိုရမယ်ခွေရည်လေးလာပြီပေါ့နော်။တို့တတိုင်းခွဲနဲ့တန်လားဆိုရင်တော့တက်ကြည့်ရင်တော့သိလိုက်မယ်ပေါ့နော်။ဇာစီမှာတန်းထပ်ပြီးသွားရင်တော့တို့ကရာတက်ပံမေးခွေရှိတယ်ရာတက်ပံလောက်ခွေရှိတယ်ဆိုတော့ရာတက်ပံအနောက်ကနေစား supporting ပေးတာဖြစ်တော့တကြောင်မို့လို့တော့တသိန်းခွဲနဲ့အရန်တန်နေတက်ကြည့်ရင်တော့သိလိုက်မယ်ဆိုတော့တသိန်းခွဲဆိုတာကနိုင်ပိုင်းနဲ့လည်းရှာလို့ရတယ်တရက်နဲ့လည်းရှာလို့ရတယ်ဒီလုပ်ငန်းကဆိုတော့မော်လမြိုင်မှာဆုံးမယ်ရန်ကုန်မှာဆုံးမယ်ဖန်မှာဆုံးမှာပေါ့နော်ကျွန်တော်မွန်ပြည်နယ်ကိုလာမယ်ကရင်ပြည်နယ်ကိုလာမယ်ပြီးရင်တော့ကျွန်တော်ရန်ကုန်တိုင်းကိုသွားမယ်ပေါ့နော်ကျွန်တော်တင်နန်းဒီတတုတ်ကိုဆို9ရောက်ပဲခေါ်ပါမယ်မော်လမြိုင်တင်နန်းကတော့ကျွန်တော်အဲ့လိုရတည်တယ်ဖန်တင်နန်းကိုကြာတော့ကျွန်တော်ဒီဇင်ဘာလမှာဖန်တင်နန်းကတော့ဒီနှစ်တွင်စတင်စမယ်ဒါပေမဲ့အခုကြာတော့လူကြီးပြည်တာနဲ့ကျွန်တော်တင်ပေးမယ်ရန်ကုန်တင်နန်းကတော့15 16ကိုကျွန်တော်စမယ်စနေတနင်္ဂနွေရှိတယ်အခုဒီစာမော်လမြိုင်တင်နန်းကိုပြောပါမယ်တသိန်းခွဲနဲ့ရပါသေးတယ်